စီးပွားရေးသဘောတရားတွေသိရင်စီးပွားရေးစနစ်တွေကိုလည်းသိရမယ်စီးပွားရေးစနစ်လို့ပြောရင်လည်းကမ္ဘာပေါ်မှာလိုက်ရှာကြည့်၃မျိုးပဲရှိတယ်စီးပွားရေးစနစ်နဲ့စီးပွားရေးရည်မှန်းချက်ဆို၃မျိုးပဲရှိတယ်ဘာမှမရှိဘူးတကမ္ဘာလုံးမှာလည်းဒါပဲရှိတာကြည့် system concept တဲ့သမီးတို့ဒါတို့ system concept ပြီးလို့ရှိရင် economic objective ပြီးလို့ရှိရင် social objective ဒီ၃မျိုးပဲရှိတာဒီ၃မျိုးပဲစီးပွားရေးလုပ်ငန်းတွေဒီစနစ်ချပြီးလုပ်နေတာကုမ္ပဏီတွေဒီ၃မျိုးပဲစနစ်ချပြီးလုပ်နေတာရှင်းတယ်ဒီရည်မှန်းချက်တွေကိုပဲသွားနေတာရှင်းတယ်နံပါတ်1က system concept system concept ဆိုတာကစနစ်နဲ့လည်ပတ်တယ်လို့ပြောတာစနစ်သဘောတရားနဲ့သွားနေတယ်လို့ပြောတာ business is an open system consisting of subsystem ခွဲထားတဲ့ system လေးတွေနဲ့ပေါင်းထားတာပါတဲ့ခွဲထားတဲ့ system လေးဆိုတာဘာလေးလဲမင်းတို့မရှိဘူးလား production HR finance operation management marketing ဆိုတဲ့ဌာနတွေနဲ့တည်တည်ချာချာလေးစုစည်းပြီးတော့စနစ်တကျသွားနေတဲ့ system conceptနောက်တစ်ခုက economic objective စီးပွားရေးလုပ်ငန်းတွေဘယ်ရည်မှန်းချက်ကိုသွားနေလဲဆိုတော့စီးပွားရေးရည်မှန်းချက်တွေကိုသွားနေတယ်ဖယ်ဆရာရဲ့ရှင်းလိုက်တာစီးပွားရေးလုပ်ငန်းတွေဘယ်သွားနေလဲစီးပွားရေးရည်မှန်းချက်ကိုသွားနေတယ်ကြည့်မယ် focus on profit maximization ဒီလိုအာရုံစိုက်လေအမြတ်အစွန်းအများကြီးရဖို့အာရုံစိုက်တယ် market standing ဈေးကွက်မှာနေရာရဖို့အာရုံစိုက်တယ် innovation စမ်းသစ်တီထွင်ဖို့အာရုံစိုက်တယ် economic objective မှာတော့ economic objective မှာဒီကောင်တွေ၃မျိုးထပ်ပြီးအာရုံစိုက်တယ် focus on profit focus on market focus on innovationမင်းတို့ innovation မလုပ်တဲ့ရင်နေခဲ့ရမယ်စမ်းစမ်းတစ်မလုပ်တဲ့ရင်နေခဲ့ market မှာနေရာမရှိရင်နေခဲ့ profit အများကြီးမရရင်နေခဲ့ပြီးတော့ဟုတ်ပြီဆရာကြီးနောက်တဲ့တစ်မျိုးကဘာလဲစီးပွားရေးလုပ်ငန်းတွေနောက်တဲ့ထားနေတဲ့လုပ်ငန်းရည်မှန်းချက်ကဘာလဲ social objective လူမှုရေးရည်မှန်းချက်တွေလည်းရှိတယ်ဟုတ်ပြီ quality မြင့်တဲ့ဆရာအင်္ဂလိပ်လိုပြောပြမယ် supply of quality goods quality မြင့်တဲ့ product တွေကိုမင်းတို့ပေးနေတယ်ဆိုတဲ့စိတ်ထားလေးနဲ့လုပ်နေကြတယ် fair trade practiceဒီ fair trade ဆိုတော့ဒီ fair price မင်းတို့ကို fair price ဈေးနှုန်းအတင်းနဲ့ရအောင်လုပ်ပေးကြမယ် employment generation မင်းတို့ရဲ့အလုပ်ကိုင်းတွေအများကြီးရဖို့ဖန်တီးပေးကြမယ်မင်းတို့ရဲ့တဘာဝပတ်ဝန်းကျင်လှပနေအောင်စီးပွားရေးလုပ်ငန်းတွေကပြန်ကြည့်ပေးကြမယ်ပြီးတော့ရှင်းပါတယ်ကိုတပည့်လည်းစီးပွားရေးလုပ်ငန်းလုပ်ပြီးဆိုတာနဲ့စီးပွားရေးစနစ်နဲ့ရည်မှန်းချက်စနစ်ကတစ်ခုရည်မှန်းချက်ကနှစ်ခုစီးပွားရေးစနစ်ဆို system concept မင်းတို့စီးပွားရေးလုပ်ရင် system စနစ်နဲ့သွားပါမင်းတို့စီးပွားရေးလုပ်ရင် economic objective ကိုလည်းအာရုံစိုက်ပါ social objective ကိုလည်းအာရုံစိုက်ပါတနည်းအားဖြင့်ခွဲပြောမယ်အမြတ်ရအောင်လည်းအာရုံစိုက်မင်းတို့ရဲ့လူမှုရေးမင်းတို့ရဲ့လူပတ်ဝန်းကျင်ကြီးဖွံ့ဖြိုးတိုးတက်ဖို့လည်းမင်းတို့အာရုံစိုက်ပါမင်းတို့စီးပွားရေးလုပ်ရင်ဒီ၃မျိုးနဲ့ပဲစီးပွားရေးလုပ်ပါ